ကဘာပေါ်မှာမွေးခွာလာတဲ့ပင်လယ်လက်သားပေါက်အကောင်တစ်ထောင်မှာတကောင်ထဲသာအရွယ်ရောက်တဲ့အထိအသက်ရှင်ထန်ခွင့်ရတာပါဒါဆိုရင်ကျန်တဲ့999ကောင်ကဘာဖြစ်သွားတာလဲအခုတင်မြင်နေရတဲ့ဒီကောင်လေးကရောအဲ့ဒီကန်ကောင်းတဲ့တကောင်ဖြစ်လာမှာလားဒါမှမဟုတ်လမ်းခွက်လက်မှာပဲနေကုန်းချုပ်သွားမှာလားကျဲပြောလာတဲ့သမုဒ္ဒရာကြီးရဲ့ကမ်းခြေတစ်ခုမှာတဲတောင်ပြင်ရဲ့အနက်ဆိုင်ဆုံးအမောင်ထူအောင်မှာအသက်ဓာတ်လေးတစ်ခုဟာစတင်လုတ်ခတ်လာပါတယ်။ဒီတတဝငယ်လေးတွေဟာသူတို့ရဲ့ကံကြမ္မာကိုသူတို့ကိုယ်တိုင်မသိကြသေးပါဘူး။အိုးခွင့်ကိုဖောက်ထပ်ပြီးကမ္ဘာလောကကြီးတဲ့ကိုပထမဆုံးအကြိမ်ချေးချလိုက်တဲ့အချိန်မှာသူတို့ကိုကြိုဆိုနေတာဟာပိုင်းချင်းလမ်းမဟုတ်ပဲတေမင်းရဲ့တမန်တော်တွေဝိုင်းရံထားတဲ့စစ်မြေပြင်တစ်ခုသာချင်နေပါတယ်။အထက်ကောင်းကင်ယံကိုမောကြည့်လိုက်ရင်လေဟုန်စီးနေတဲ့စွန့်ကြီးတွေနဲ့အစာငတ်မွတ်နေတဲ့ကြီးကန်းအုပ်ကြီးဟာကောင်းကင်ယံကိုဖုံးလွှမ်းလိုနေပါရဲ့သူတို့ရဲ့စူးရှားတဲ့မျက်လုံးတွေဟာတဲတောင်ပြင်ကောကလှုပ်ရှားမှုမှန်သမျှကိုစက္ကန့်မလတ်စောင့်ကြည့်နေကြတာပါလေသားပေါက်လေးတွေအုပ်စုလိုက်တဲတောင်ပြင်ပေါ်တက်လာတဲ့အချိန်မှာတော့ဒါဟာတားရဲတွေအတွက်တဘာဝကြီးကခင်းချင်းပေးထားတဲ့တော်ဝင်စားပွဲတော်ကြီးတစ်ခုလိုပါပဲအဖိုးလေးအကုန်လုံးပြည်လဲပြင်းစီအလူအရက်ပြီးလွှားသွားကြတဲ့အချိန်မှာဒီလီကလေးကတော့အားရင်ချီနေစွာနဲ့နောက်ဆုံးမှကြံရစ်နေခဲ့ပါတယ်။သူရဲ့အရှင်အဟုန်ကနေကွေးလွတ်လော့သလိုအကူနီမဲနေတဲ့သူ့ရဲ့ပုံရိပ်ကကြည်ရသူကိုရင်တုန်စေပါတယ်။ဒါပေမဲ့တဘာဝတရားရဲ့လူဝက်ချက်ကစင်ကြယ်ပါတယ်။တခါလီမှာအနေကွေးဆုံးဘောခြေလန်းဟာတေမင်းရေလက်ကနေလွတ်မြောက်ဖို့အကောင်းဆုံးအချိန်ဖြစ်သွားတတ်ပါတယ်။ရန်သူတွေအစာဝါလို့ညီသက်သွားချိန်မှာသူဟာကံကောင်းခြင်းရဲ့လမ်းစာကိုရှာတွေ့ခဲ့တာပါဒါပေမဲ့အန်ဒရီဆိုတာကောင်းကင်ပေါ်မှာတင်ရှိတာမဟုတ်ပါဘူးတဲတောင်ပြင်ရဲ့နေရာအနက်မှာပုံလွှင်းနေတဲ့တဲကနန် ghost crab တွေဟာလေလက်ကလေးရဲ့အသက်ကိုချွေယူဖို့စောင့်ဆိုင်းနေကြပါတယ်ဒီတဲကနန်တွေဟာသူတို့ရဲ့တန်မာတဲ့လက်သေးတွေနဲ့လက်ကလေးကိုမီးအောက်ကပါတဲ့အထိဆွဲခေါ်သွားဖို့ကြိုးစားကြပါတယ်လက်ကလေးဟာသူ့ထက်အစာပေါင်းများစွာတန်မာတဲ့ရန်သူကိုအသက်လူပြီးရုန်းကန်နေရပါတယ်။ဒါဟာကြော်ယူရှိတတဝါလေးတစ်ကောင်ရဲ့ရှင်သန်ခြင်းစိတ်နဲ့တားရဲတစ်ကောင်ရဲ့အစာရှာဖွေစိတ်တို့ထိတ်ထိတ်တွေ့ကြရဲ့အခိုက်အတန့်ပါပဲ။ပြင်းထန်တဲ့တိုက်ပွဲတွေနဲ့အခက်အခဲတွေကိုကြော်ဖြတ်ပြီးတယ်နော်။အဆုံးမှာတော့ပင်လယ်ပြာကြီးရဲ့အငွေ့ဓာတ်ကိုသူရရှိလိုက်ပါသည်။လိုင်းလုံးဖြူဖြူလေးတွေကသူ့ရဲ့ပင်ပန်းနွမ်းနယ်ကြီးရဲ့ကိုလုံးလေးကိုလာရောက်ပုတ်တငိမ့်ရင်ခွင်ထဲကိုဖိတ်ခေါ်နေပါတယ်။ဒါပေမဲ့ရေဆက်ကိုရောက်တာနဲ့အားလုံးပြီးဆုံးသွားတာမဟုတ်ပါဘူး။တဟုန်ထိုးတိုးဝင်လာတဲ့လိုင်းလုံးကြီးတွေဟာသူ့ကိုကမ်းခြေပေါ်ပြန်တင်လိုက်ရေထဲပြန်ဆွဲခေါ်သွားလိုက်နဲ့နောက်ဆုံးဆောင်ဝဲခွဲကိုစစ်ဆေးနေပြန်ပါတယ်။အသက်ရှူဖို့အတွက်ရေပေါ်ကိုခေါင်းလေးဖော်လိုက်ရန်သူရန်ကလွတ်ထို့ရေအောက်ကိုအမြန်ကူလိုက်နဲ့ဒီလက်ကလေးဟာအဆုံးမဲ့တဲ့သမုဒ္ဒရာဤထဲကိုပြောက်ဝင်ရောက်တော့ပါပြီဒီကနေ့သူကြော်ဖြတ်ထဲတဲ့ခရီးလန်းဟာတင်းငယ်ပေမဲ့ဒါဟာတဘာဝလောကရဲ့အမခန့်ဖွယ်ရာရှင်တန်ချင်းပြက်ကွက်တစ်ခုပါပဲတခါတလေမှာအားအနှိမ့်ဆုံးလို့ထင်ရတဲ့တတဝါလေးတွေဟာအပြင်းထန်ဆုံးသောစိန်ခေါ်မှုတွေကိုအောင်မြင်စွာကြော်ဖြတ်နိုင်စွမ်းရှိကြတယ်ဆိုတာကိုဒီလေးကလေးကတက်တည်ပြထွားခဲ့ပါပြီလေကလေးတွေပင်လယ်ပြင်ထဲမရောက်ခင်မှာငှက်ကြီးတွေကနန်းဒီရဲ့ရန်ကိုအသက်လူပြီးကြော်ဖြတ်ရပါတယ်ဒါဟာရက်ဆက်တယ်လို့ထင်ရပြီနဲ့တဘာဝတရားကအတန်မာဆုံးသူကိုပဲရွေးချယ်လိုက်တာကျွန်တော်တို့လူငယ်တွေရဲ့ဘဝမှာလည်းအခက်ခဲတွေအသားအဆီးတွေကြုံလာရတိုင်းငါပဲကန်ဆိုးတာလို့မတွေးလိုက်ပါနဲ့ဒီခက်ခဲတွေကတင့်ကိုပုံမိုးတောင့်တင်းအောင်ပိုပြီးတော်လာအောင်လေ့ကျင့်ပြီးနေတယ်ဘဝရဲ့ခြင်းတစ်ခုလို့သဘောထားပါအခက်ခဲကိုကြော်ဖြတ်နိုင်မှသာသင်ဟာအရေးချင်းပြည့်မီသူဖြစ်လာမှာပါလိတ်ကလေးတွေဟာတဲတောင်ပြင်ပေါ်မှာတစ်စက္ကန့်လေးတောင်မနာကြပါဘူးအရှိန်နဲ့ပြေးကြပါတယ်ဘာလို့လဲဆိုတော့တောင်ပြင်ပေါ်မှာကြာနေလေရန်သူလက်ထဲကြာရောက်ဖို့အခွင့်လန်းပိုများလေမှုလို့ပါဒီလိုပဲကျွန်တော်တို့ရဲ့ဘဝမှာလည်းအခွင့်အရေးဆိုတာခဏလေးပဲလာတတ်တာပါကိုလှုပ်ချင်တဲ့အလုပ်ကိုသွားချင်တဲ့လမ်းကိုတွေးပြီးဆိုရင်တွန်းဆုမနေပါနဲ့စောင့်ကြည့်အောင်မဲဆိုတဲ့စိတ်က
ကိုယ့်ရဲ့အခွင့်အလမ်းတွေကိုဆုံရှုံစေပါတယ်။မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာအရှိန်အဟုန်နဲ့ရောက်လန်းဖို့ကအောင်မြင်မှုအတွက်အဓိကတော့ချက်ပါပဲ။ လိုက်ကလေးတွေဟာတပြိုင်နက်တည်းအုပ်စုလိုက်အကောင်ပေါက်လာကြပြီးပင်လယ်ထဲကိုအတူတူဆင်းကြပါတယ်။ဒါဟာရန်သူတွေကိုအာယုံရှုပ်ထွေးသွားစေသလိုအချင်းချင်းလေးစိတ်တက်ခွန်အားပေးရရောက်ပါတယ်။ဒါကြောင့်ဘဝမှာတယောက်တည်းရုန်းကန်ရတာပင်ပန်းပါတယ်။ကိုလိုပဲရီမန်းချက်တူစိတ်တက်တူတဲ့လူငယ်တွေနဲ့လက်တွဲပါ။အတိုင်အဝင်း community တစ်ခုထဲမှာရှိနေခြင်းကအခက်ခဲတွေကြားမှာလုံခြုံမှုပေးနိုင်တယ်လို့အချင်းချင်းဖေးမှကူညီပြီးပန်းတိုင်စီကိုအရောက်သွားနိုင်စေမှာပါ။ဒါကြောင့်လူငယ်လေးတွေရေလိပ်ကလေးတွေလိုပဲအခက်ခဲကိုရင်ဆိုင်ပါအရှင်အဟုန်နဲ့စူးစမ်းပါပြီးတော့လက်တွဲဖော်ဒီနဲ့အတူပန်းတိုင်စီကိုရှောက်လန်းလိုက်ပါပင်လယ်ကြီးကတင့်ကိုစောင့်ကြိုနေပါတယ်အဆုံးထိကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်အခုလိုဗီဒီယိုလေးတွေကိုကြိုက်နေတဲ့ဆိုရင် like and subscribe လေးလုပ်သွားပေးပါဦးနော်